ကိုကျော်အောင်ဆန်းကသင်ယူဆရာသက်တင်မှာပြောခဲ့တဲ့စကားတစ်ခုရှိတယ်ပညာရေးသည်နိုင်ငံရေးဖြစ်သည်ပြောကြည့်ပါအောင်ရပါတယ်တော့ပညာရေးသည်နိုင်ငံရေးဖြစ်သည်နိုင်ငံကောင်းခြင်းဆိုပညာရေးကောင်းအောင်လုပ်ဒါပဲအဲ့နေရာမှာဘုန်းကြီးတွေကပညာရေးကောင်းအောင်လုပ်တဲ့နေရာမှာနံပါတ်1ကျောင်းဆရာဆရာမတွေနံပါတ်2ပြတပည့်တော်တို့ပညာရေးကဘာသာရေးကိုအခြေခံတဲ့ပညာရေးဖြစ်တဲ့အတွက်အကာလိကအချိန်အခါမလဲအကျိုးပေးနိုင်တယ်တန်တေတိကအကာလိကအိပတိကတကယ်ကိုလက်တွေ့လိုက်နာကျင့်သုံးရတဲ့လေ့ကျင့်ပေးတဲ့တရားတွေလည်းဖြစ်တယ်ပေါ့ခေတ်ကာလမှာရွေးလဲခင်မီနေတယ်ကောင်းလဲကောင်းနေတယ်အဲ့ဒါကိုရှင်များတို့ထိထိမပေးနိုင်ဘူးနိစနစ်တွေမပြည့်စုံဘူးဆိုတော့တပည့်တော်တို့ကြာရှုံးခန်းရောက်မှာပဲဒါကြောင့်တပည့်တော်တို့ကဒါတွန်းတိုက်တိုက်ပြောနေခြင်းဖြစ်ပါတယ်ဗျအဲ့ဒါတပည့်တော်စဉ်းစားတာသခိုင်းတိုင်းဆိုတာသာသနာရဲ့အမြင့်ကြီးမြန်မာတိုင်းနိုင်ငံလုံးမှာရှိတဲ့ဘုန်းကြီးတွေရဲ့85%လောက်ကသခိုင်းတိုင်းကလို့ပြောမယ်ဆိုရင်သိမမားနိုင်လေဒီဆရာတော်ဘုရားကြီးဆရာတော်ဘုတ်မာသီဆရာတော်ဘုရားကြီးမဟာကဏ္ဍဆရာတော်ဘုရားကြီးအကုန်စကိုင်းတန်းအရှင်မြတ်တွေပဲမောင်းတော်ဆရာတော်ဘုရားကြီးစကိုင်းတန်းပုဂ္ဂိုလ်တွေသူတို့ရဲ့အရှိန်အဝါနဲ့မန္တလေးဆရာတော်ဘုရားကြီးစကိုင်းတန်းကရှေးတော်သာသနာဝင်ဆိုတဲ့10ပါးဆွဲထုတ်လိုက်10ပါးလောက်ကစကိုင်းတန်းအခုမြန်မာပြည်မှာဟိုမှာဒီမှာအောက်မှာပဲဖြစ်တက်မှာဖြစ်မွန်မှာဖြစ်ကင်းမှာဖြစ်အများစုစကိုင်းတန်းရဖြစ်အဲ့တော့အခုစကိုင်းတိုင်းကသာသနာရေးနဲ့ပတ်သက်အလူတွေပျောက်သွားပြီဘုန်းကြီးเจ้าတွေဘုန်းကြီးတွေမနေရတော့ဘူးတေတော်ဆရာတော်ဘုရားကြီးစကိုင်းတိုင်းပဲအဲ့ဒါကြည့်လိုက်တော့အခုစကိုင်းတိုင်းကသာသနာရေတောင်မြစ်ကြီးကအဖြတ်ခံရတာရေတောင်မြစ်ပြတ်နေပြီရေတောင်မြစ်ပြတ်နေပြီဗျရွှေဘိုမာသီဆရာတော်ဘုရားကြီးနဲ့နော်ရွှေဘိုမာကရုံဆရာတော်ဘုရားကြီးနဲ့ညောင်ကန်ဝင်းကျင်ဆရာတော်ဘုတ်တို့မောင်းတော်ဆရာတော်ဘုရားကြီးတို့နဲ့အကုန်လုံးဘယ်နေရာမှာရှင်မြတ်သာသနာအရင်မြစ်ထွက်မလာတော့အဲ့ဒါကိုတပည့်တော်တို့ကမိမိရောပေါ်ပေါ်တန်တန်နေကြအောင်မဲ့ဆိုရင်တောင်ရေးမြောက်ရေးတွေပဲဆွေးနွေးနေကြအောင်မဲ့ဆိုရင်တော့ရှင်များတို့တပည့်တော်သာနာကအရက်စကားနဲ့ပြောတော့လစ်ပြီပေါ့ဗျာအခုတော်တော်ကိုရင်ကျေးလိမ်မာနဲ့ပြောတပည့်တော်နိုင်ငံမှာဆရာကြီးတွေသိပ်များတယ်ဆရာကြီးတွေသိပ်များတယ်လိုင်းပေါ်မှာတော့အကုန်ဆရာကြီးကြီးတွေတပည့်ကိုမရှိဘူးတပည့်တော်နိုင်ငံမှာနော်လစ်ပြီဆိုတာအရက်စကားနဲ့ပြောတာပါဗျာစာစကားနဲ့ပြောတာမဟုတ်ပါဘူးအဲဒါကြောင့်တပည့်တော်တို့ကအဲ့လိုမျိုးဖြစ်နေလို့မရဘူးဒါကြောင့်ဆွေးနွေးပါလေဆွေးနွေးနိုင်စာကြောင့်ပေးကြောင့်လုပ်ငန်းအကြောင်းပညာရေးအကြောင်းဆွေးနွေးနိုင်ဘက်လို့ကြားမြင်ဘူးသူတွေများရင်အသိပညာတွေပြည့်ရင်ကိုယ်မှဆွေးနွေးကြရရှိတယ်ပြန်ပြောပါအောင်ဗျစာပတ်ခြင်းဖြင့်ပြေဝရာရေးသားခြင်းဖြင့်တိကျရာရေးဆွေးနွေးခြင်းဖြင့်အသက်ပြည့်သည်